ဘာကြောင့်လူအများစုက Black Adam ဟာ Superman ကိုအနိုင်ယူနိုင်တယ်လို့ထင်နေကြတာလဲသူတို့နှစ်ယောက်စလုံးဟာ DC စကြဝဠာရဲ့ထိပ်တန်း energy လေးဖြစ်ကြပေမဲ့သူတို့ရဲ့စွမ်းအားအရင်းမြစ်တွေကတော့လုံးဝကွဲပြားပါတယ် Superman က solar energy ကိုအသုံးပြုပြီး Black Adam ကတော့ရှေးဟောင်းမော်ပညာကနေစွမ်းအားကိုရရှိတာပါခွန်အားပိုင်းကိုကြည့်မယ်ဆိုရင် Superman ဟာကြီးမားတဲ့အရာဝတ္ထုတွေကိုရွှေ့ပြောင်းနိုင်သလို nuclear အဆင့်ပောက်ကွဲမှုတွေကိုလည်းခန့်နိုင်ရရှိပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုကတော့သူ့ရဲ့စွမ်းဆောင်ကြီးဟာနေရောင်ခြည်အပေါ်မှာပဲမူတည်နေတာတကယ်လို့နေရောင်ခြည်စွမ်းအင်ကုန်ခန့်သွားရင်သူ့ရဲ့စွမ်းအားတွေကလည်းကျဆင်းသွားမှာပါ Black Adam မှာတော့အဲ့လိုပြဿနာမျိုးမရှိတာဟုတ်သူ့ရဲ့စွမ်းအားရင်းမြစ်ကပိုပြီးတည်ငြိမ်တာကြောင့်အားရင်လျော့နေသွားတာမျိုးမရှိပဲစက်တိုက်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်အမြန်နှုံးမိုင်းမှာတော့ Superman ကအသားရသူကအလဲမြန်နှုံးနီးပါးမြန်ဆန်းစွာလှုပ်ရှားနိုင်ပြီးဒါသူ့ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုပါ Black Adam ကလည်းအလွန်မြန်ပေမဲ့ Superman ရဲ့အဆင့်ကတော့မမီပါဘူးဒါပေမဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကတော့တိုက်ခိုက်မှုအမျိုးအစားပါပဲ Superman ဟာတာမန်ယူပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကိုခံနိုင်ရရှိပေမဲ့ Magic ကတော့သူ့ကိုလူတွေထင်ထားတာထက်ပိုပြီးထိခိုက်စေနိုင်ပါတယ် Black Adam ရဲ့စွမ်းအားတစ်ခုလုံးဟာမော်ပညာအပေါ်မှာအခြေခံထားတာပါဆိုလိုတာကသူဟာတာမန်ယုံတင်မကပဲ Superman အကြောက်ဆုံးနဲ့အားအနည်းဆုံးဖြစ်တဲ့စွမ်းအားအမျိုးအစားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒါဟာဘသူကအစားပေါင်းများစွာပိုတန်မာတလေးစရတာတဲ့စွမ်းအားချေတုံ့ပြန်ဖို့အပေါ်မှာပဲမူတည်နေတာပါ Superman ဟာရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးမှာပိုတော်ပြီးမြတ် Black Adam မှာတော့ Superman ကိုတိုက်ရိုက်နှိမ့်နှိမ့်နိုင်တဲ့စွမ်းအားမျိုးရှိနေပါတယ်ဒီလိုတိုက်ပွဲမျိုးမှာတော့ခွန်အားချက်စွမ်းအားအမျိုးအစားအသာစီးရမှုကပိုပြီးအရေးကြီးလာပါတယ်